Hello အားလုံးပဲမင်္ဂလာပါဟဲ့ဒီအင်ကိုအန် EV log ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဟဲ့လီဒီဘက်ကတော့ဝက်နံရိုးကိုဒီလိုမျိုးကလေးလူကြီးမရွေးကြိုက်တဲ့ဝက်နံရိုးအချူကျော်လေးကိုကြော်နီးလေးကိုကြော်ပြမှာဖြစ်ပါတယ်ကဲဟဲ့လီဘယ်လိုကြော်လဲဆိုတာကိုဟဲ့လီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါကဲထုံးစံတိုင်းဟဲ့လီရဲ့Facebook page လေးနဲ့ဟဲ့လီ YouTube channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့နဲ့ဦးနော်ကဲ let's go အင်းဆုံးဟဲ့လီကဒီဝက်နံရိုးလေးတွေကိုအတုံးတုံးလေးတုံးပြီးတော့မှရေးစီထားပါမယ်ကဲပြီးရင်တော့ဟဲ့လီခယူစီကိုကြာဒီတစ်စိတ်တုံးတယ်ပေါ့နော်ခယူစီထဲမယ်ပြီးရင်စားထဲမယ်ပြန်နဲ့စက်တာမုံထည့်ပါမယ်ပြီးတော့ပဲငံပြားရီအကျဲကိုထည့်ပါမယ်ပြီးတော့ဒီပကောရှက်ပကောမုံလေးကိုထည့်ပါမယ်ပြီးရင်တော့ဓမအောင်မွေပြီးတော့မှခဏ10မိနစ်လောက်နှက်ထားပါမယ်အဲမှာအရသာဝင်အောင်လို့ပေါ့နော်ကဲနှက်ထားတော့မှဟဲလီကဒီချက်သွန်နီကိုအတုံးလေးတီးထားမယ်ပြီးတော့ချင်းကိုပါလေးတီးထားပါမယ်အရင်ဆုံးချင်းကိုစီတက်ပြီးတော့မှဒီဝက်နံရိုးနှက်ထားတာလေးကိုထည့်ပြီးတော့မှကြောပါမယ်အရင်ဆုံးဒီဝက်နံရိုးလေးကိုအကြောင်းနည်းနည်းပြောင်းလိုက်တဲ့အထိခဏမွေပြီးပေါ့နော်ကဲဒီလိုမျိုးအယောင်ပြောင်းလာပြီဆိုရင်အဖုံးအုပ်ပြီးတော့မှတည်ထားလိုက်ပါပြီးတော့တူရည်နဲ့ဒါတော့ဝက်နံရိုးကနေတူရည်နဲ့တူထွက်လာပါတော့ဟဲလီကဒီကနေဒါဝက်သားတွေကကြတော့ဒီချက်ရနူးရမြန်နေပေါ့နော်မြန်တဲ့အတွက်ကြောင့်မလို့ရေထက်တဲ့ဆရာမလို့ပေါ့နော်ကဲခုဆိုရင်တော့ရေခမ်းပြီးတော့မှစီပြန်လိုက်ပေါ့နော်ဒီလိုချိန်နေမှာအသားကိုစမ်းကြည့်ပေါ့နော်ဒီလို EV ဆိုရင်ကြတော့ဒီအတုံးတုံးလေးအလီထားတဲ့ချက်သွန်နီလေးကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့မှဒီချက်သွန်နီရဲ့အချိုကောဒီနံရိုးထဲကိုရအောင်လို့ရင်ကျုံပြီးတော့မှမူလိုက်ပါမယ်ဟဲ့ဒီကဒီချက်သွန်နီကိုအစိုးရမထည့်တာကြတော့အနှစ်မဖြစ်ချင်လို့ပေါ့နော်အဲဒါမို့ဟဲ့ဒီဝက်တာဒီဝက်နံရိုးချက်မှာပဲချက်သွန်နီလေးကိုထည့်ပြီးတော့မှချက်သွန်နီရဲ့အချိုလေးကိုနံရိုးနဲ့ရအောင်လို့ခဏလောက်မွေးကြော်ထားပေးလိုက်ပါမယ်ကဲခုဆိုရင်တော့ကြက်ပြီးပေါ့နော်ဒီလိုချီနေမျိုးမှာချလိုက်လည်းရပါတယ်ဒါပေမဲ့ဟဲလီကကြတော့နည်းနည်းကျွတ်လေးဖြစ်အောင်လို့ဟဲလီကဆက်ပြီးတော့မှကြော်ထားလိုက်ပါမယ်ဒီဝက်နံရိုးကြော်နေရကြတော့လွယ်ပေါ့နော်ပြီးတော့ကလေးတွေတတမီမီလေးတွေရဲ့အကြိုက်ဖြစ်မှာပေါ့နော်အဲကြောင့်မလို့ဟဲလီရဲ့လက်ကူမြန်ဆန်နဲ့ကြော်နီးလေးအတိုင်းလိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါခဲခုဆိုတော့ချက်သွန်နီကလည်းချက်ပြီးဒီဝက်နံရိုးလေးကလည်းကျွတ်လိုက်ပေါ့နော်ဒီလိုချင်းနေပါဆိုတော့ဟဲလီကအိုးချလိုက်ပါမယ်ခဲခုဆိုတော့အရင်စားလို့ကောင်းတဲ့ဝက်နံရိုးအချိုးကြော်လေးရပါပြီဟဲလီရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါခဲဟဲလီနောက်ပိုင်းနှစ်ချက်ပြမလဲဆိုတာကိုဟဲလီရဲ့နောက်ဗီဒီယိုလေးတွေကိုစောင့်မျှော်မှကြည့်ရှုပေးကြပါအောင်ဘိုင်ဘိုင်